မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးရဲ့လက်ညှိုးချမ်းတဲ့အညီလေးနှစ်မှတစ်ကြိမ်သာကျင်းပတဲ့မြို့နယ်စာရေးဆရာအသင်းများရဲ့မျက်နှာစုံကြီးအစည်းအဝေးမှုဆောင်ကော်မတီအသင်းရွေးချယ်ပွဲနဲ့စတုထကျင်းစာပေညီလာခံကိုယ်စားလှယ်ရွေးချယ်ပွဲအခမ်းအနားကိုတနင်္သာတိုင်းဒေသကြီးမြို့နယ်စာရေးဆရာအသင်းရုံး၌2026ခုနှစ်ဧပြီလ26ရက်နေ့မွန်းလွဲပိုင်းကအပိုင်း2ပိုင်းခွဲပြီးကျင်းပပြုလုပ်ခဲ့ပါတယ်ပထမပိုင်းအစီအစဉ်ကိုမွန်းလွဲ1နာရီချိန်ကမြို့နယ်စာရေးဆရာအသင်းမျက်နှာစုံကြီးအစည်းအဝေးကိုကျင်းပပြုလုပ်ရာတပါပတိအဖြစ်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးစိုးအောင်စာရေးဆရာတုတေတီစိုးအောင်ကဆောင်ရွက်ပြီးဖွဲ့မှစကားပြောကြားပါတယ်စာရေးဆရာအဖွဲ့ဝင်များမျက်နှာစုံကြီးအစည်းအဝေးကိုတရားဖွဲ့စည်းပြီးအဖွဲ့ဝင်စာရေးဆရာများ17ဦးစီးပြီးတဲ့ဆက်မဦးတရားတော်ကြောင့်တရားဖွဲ့စည်းသူ၏ဖြည့်ဝဲပြောတရားသဖြင့်စီဝေးမှားများအောင်လေတောင်းကျင်းနာအပ်ပါလိမ့်မယ်အဲ့ဒီနောက်အမှုဆောင်ကော်မတီဟောင်းရဲ့လိနေတာကာလအတွင်းဆောင်ရွက်ခဲ့တဲ့လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကိုအတွင်းရေးမှူးဦးဇော်မျိုးနိုင်စာရေးဆရာဇော်မြင့်က၎င်းလူစင်းရှင်းတဲ့မြောက်ကိုဗန္ဒာရီမွန်ဦးသေးပိုင်စိုးစာရေးဆရာဟိန်းຫນွေရှိုင်းက၎င်းပေါ်ဝပွားဖြင့်ရှင်းလေးတင်ပြကြရာအလုံးကသဘောတူကြသဖြင့်တပါပတိကအတီးပြုလက်မှတ်ရေးထိုးပေးပါတယ်ဆက်လက်ပြီးမွန်လွဲ2နိုင်ခွဲချိန်ကမြို့နယ်စာရေးဆရာအသင်းအမှုဆောင်ကော်မတီပေရွေးချယ်ပွဲကိုဒုတိယပိုင်းအစီအစဉ်ရကျင်းပရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်ဟိတ်ကျော်ရကြရေးနဲ့ပြည်သူ့စစ်ဆိုင်ဦးစီးဌာနလက်တညွှန်ကြားရေးမှူးဒေါ်မေစင်ဦးနဲ့မြို့နယ်စာရေးဆရာအသင်းကိုယ်စားလှယ်ဦးအင်စိုးစာရေးဆရာမန်မြန်မာပြည်တောင်ပိုင်းတို့ကရွေးချယ်တင်မြပွဲကော်မရှင်အဖွဲ့အဖြစ်တာဝန်ယူတက်ရောက်ကြပြီးရွေးချယ်တင်မြပွဲကော်မရှင်ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးကအမှားစကားပြောကြားပေးပါတယ်အဲ့ဒီနောက်မြို့နယ်စာရေးဆရာအသင်းမှာစန္ဒမဲ့ပေးခွင့်ရှိတဲ့စာရေးဆရာအသင်းဝင်များကတဦးချင်းစီနဲ့ရွေးချယ်ခံစာရေးဆရာများကမိတ်ဆက်ပေးကြပါတယ်အဲ့ဒီမြို့နယ်စာရေးဆရာအသင်းမှာမှန်တကယ်စန္ဒပေးခွင့်ရှိသူစာရေးဆရာဖွဲ့ဝင်18ဦးရှိတဲ့အနက်ယနေ့ကော်မတီအသင်းရွေးချယ်ပွဲအခမ်းအနားမှာ16ဦးထဝဲကျော်အထိတက်ရောက်ကြသဖြင့်အခမ်းအနားထားမြောက်အောင်မြင်ကြောင်းနဲ့မှုဆောင်ကော်မတီတဲ့9ဦးကိုရွေးချယ်ပေးရမှာဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒီနောက်ရွေးချယ်တင်မြပွဲကော်မရှင်အဖွဲ့ရဲ့ရှေ့မှောက်မှာဥက္ကဋ္ဌတအူအတွင်းရေးမှူးတအူမှုဆောင်2ဦးနဲ့ဗန္ဒာရေးမှူးတအူစုစုပေါင်းကော်မတီ9ဦးနဲ့စတုထအကျိန်စာပေညီလာခံကိုယ်စားလှယ်တဦးတို့ကိုလျှို့ဝဲမဲစင်နဲ့ပြည့်ရွေးချယ်ပေးကြရာရွေးချယ်တင်မြပွဲကော်မရှင်ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်ဟိတ်ကျော်ကအတီးပြုကြောင်းကြေညာပေးပါတယ်စိုးအောင်16မဲဦးစောမျိုးနိုင်16မဲဖြစ်ပါတယ်ပြီးရင်ဒုတိယအများဆုံးဦးရီကို14ဖြစ်ပါတယ်ပြီးတော့မြမွန်12ဖြစ်ပါတယ်ပြီးအောင်17ဖြစ်ပါတယ်အဲ့တော့အလုံးပေါင်းဦးစိုးအောင်ဦးစောမျိုးနိုင်ဦးရီကိုတော့မြမွန်ဖြစ်အောင်5ဦးဖြစ်ပါတယ်အဲ့ဒီနောက်ရခိုင်ဗန္ဒာရေးမှူးဦးသိပိုင်စိုးစာရေးဆရာဟိန်းຫນွေရှင်းကယခုဗန္ဒာရေးမှူးအသက်ဦးရီကိုစာရေးဆရာရဲထောကျော်ထံသို့မြို့နယ်စာရေးဆရာအသင်းငွေစည်းရင်းဘဏ်စာအုပ်နဲ့ငွေစည်းရှင်းနှမ်းများကိုလွှဲပြောင်းပေးအပ်ပါတယ်အဲ့ဒီနောက်မြို့နယ်စာရေးဆရာအသင်းနာယကဦးစိုးရီမြေနဲ့စာရေးဆရာအသင်းဥက္ကဋ္ဌဦးစိုးအောင်တုတေတီစိုးအောင်တို့ကမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်ဟိတ်ကျော်နဲ့ရကြရေးနဲ့ပြည်သူ့စစ်ဆိုင်ဦးစီးဌာနလက်တညွှန်ကြားရေးမှူးဒေါ်မေစင်ဦးတို့ကမှတ်တရလက်ဆောင်စာအုပ်ပေးအပ်ပါတယ်အဲ့ဒီနောက်ရွေးချယ်တင်မြပွဲကော်မရှင်အဖွဲ့နဲ့ယနေ့အသင်းရွေးချယ်တည်ပြီးဖြစ်တဲ့မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးစိုးအောင်တုတေတီစိုးအောင်အတွင်းရေးမှူးဦးဇော်မျိုးနိုင်ဇော်မြိတ်